သူ့ရဲ့ပစ္စည်းကအရေးသွေးလေးကောင်းတယ်ဈေးနှုန်းကလည်းတက်တာဒီ project ကိုဆက်သွားမယ်ဆိုရင်ကျွန်တော်တို့ကုမ္ပဏီကအမြတ်30ရာခိုင်နှုန်းတိုးလာနိုင်တယ်ဒုက္ခပဲဒီကတော့ဘာပြောပြောအောင်မှလည်းမဟုတ်ပါဘူးမသိဘူးလားကျောင်းတော့ကနေအရင်ကြိုက်ပါလေဆိုတော့ဘေးကြီးလေအဲ့ဘေးကြီးကလည်းနေပြန်ကြိုက်တယ်လေအေးအခုအဲ့လူမင်္ဂလာဆောင်တော့မယ်တဲ့ငါ့ကမင်္ဂလာဆောင်ဖိတ်ထားသေးတယ်ဟာသိလားဩဟဲ့သိလားလို့ဟုတ်တယ်ဒီကမွေးတွေကအန်ဟောတဲ့အကြောင်းများပြက်နေလားမသိပါဘူးပုံမမလာသေးဘူးလားဟဲ့你မသိသေးဘူးလားကိုမောင်ဆုံးသွားပြီလေဟာအေးဟာဘာလို့ဆိုအောင်မလဲလက်ကြီးရှိသေးတယ်မကျန်ငါ iPhone တက်လေးထားတွေ့လားအော်မလို့နဲ့ iPhone 16တရားလက်ကြည့်ဦးနင်ပြောပတ်စံမရှိဘူးဆိုဟဲ့နေဦးလာ Android မှာလေ iPhone တက်လေးတာ10သိန်းပဲကုန်နေဗျာဘလို့ဟုတ်တယ် Android မှာ tracking လို့ရတာ10သိန်းပဲကုန်နေ你那俺我这边，快点，都没事。အကုန်လာလား trade ထပ်လို့လားရှင် ကျွန်တော်မဟုတ်ကျိုးတင်နေချင်းတယ်။အော်ဟုတ်ကဲ့အမ Android trade နဲ့ဆိုရင်နောက်ဆုံးထွက်တာရဲ့ latest model ကိုအလွယ်ကူဆုံးပြောင်းလဲလို့ရပါတယ်ရှင် train မပြုလုပ်ရင် checklist လေးတွေကတော့ iOS ကို latest update လေးတင်ပေးထားပါမယ်။နောက်ပြီးတော့ data ကို backup လေးတစ်ချက်လုပ်ပေးထားပါမယ် OK OK。တကယ်ကြီးစိတ်ကိုနေနေရှိခဏနေဒီဖုန်းသိရတော့ ။ဟိုက Find My iPhone လေးကိုလည်းတစ်ချက် off ပေးထားပါမယ်။နောက်ပြီးတော့ iCloud ကို sign out လေးတစ်ချက်လုပ်ပေးထားပါမယ် OK。အဲ့ဒါဆိုရင်15 Pro Max ကနေပြီးတော့16 Pro Max ကိုအသစ်လဲတာဘယ်လို့မကုန်ပဲဟုတ်တယ် trade လို့စီးတယ်နေရမယ်ကဲဈေးကလည်းတန်တယ် latest model လည်းအများအားကန်ရမယ် ဒါမျိုး tracking က Android မှာပဲရတာနော်